ဒီလိုတွေးစကတ်အနားလေးတွေမှာအလှဆင်တဲ့အမွေးဖွားထုံနည်းလေးမျှဝေချင်ပါတယ်အရင်ဆုံးကိုလိုချင်တဲ့အရှိအကျယ်ကိုယူရပါမယ်အမကတော့ 3cm အပြားယူထားတယ်ပြီးတော့ကော်ပိတ်ကတ်ထားရင်လည်းကော်ပိတ်ကိုပြန်ပြီးတော့ခွာပေးရမယ်ခွာပြီးလို့ရှိရင်အမတို့အပေါ်ကနေအလှကြောင်းနှစ်ကြောင်းနင်းပေးရပါမယ်ဘာလို့နင်းပေးရလဲဆိုရင်အမတို့ဒီလိုပြန်ပြီးတော့ဆွဲထုတ်တဲ့အချိန်မှာကွာမသွားအောင်ပြုတ်မသွားအောင်နင်းပေးရတာဖြစ်ပါတယ်လို့နင်းပြီးလို့ရှိရင်အမတို့ဖြုတ်စုလေးနဲ့အသားအရာလေးစိတ်ရှိရှိလေးနဲ့တော့ဆွဲထုတ်ပေးရပါမယ်နော်မညီတဲ့နေရာလေးဆိုရင်ကကြီးလေးနဲ့ညှက်ပေးရပါမယ်အဲ့လိုပြီးလို့ရှိရင်အမတို့ကိုအင်ကြီးမှာပဲတက်စကတ်မှာပဲတက်အလှဆင်လို့ရပါပြီရှင်